အားလုံးပဲမင်္ဂလာပါရှင်အခုကတော့တော်တော်ပြောပြမရှိပါဘူးပြပြလေးရှိတယ်ဒီရတိပါရှင်ဒီတေးတီကိုမျိုးတိဆက်ဆက်လေးနဲ့တုပ်ပြီးတော့စားပြပါမယ်အားလိုက်ပါမယ်ရှင်ညာရီပဲအယောင်လေးကနည်းနည်းလေးမှဲ့နေပြီဆိုတော့စားလို့ရပါသေးတယ်ရှင်အဲဆိုလို့ရှိရင်ခုနကကျွန်မနေထားတဲ့မျိုးတိဆက်ဆက်လေးကိုထည့်လိုက်ပါမယ်စားလိုက်ပါမယ်ရှင်အရင်စောမစားခင်စူတောင်းပါမယ်ရှင်တကယ်စားတာကျွန်မငရုတ်တိထက်တော်တော်လေးများသွားတယ်ဒီမှာဒီရေလေးငပိရေလေးငပိရေနားလေတော်တော်လေးကောင်းတယ်so good ဒါကြတော့ coconut juice ပါရှင့်ဒီတီတော့ coconut juice တော်တော်လေးလိုက်တယ်အရင်ပပဆိုလို့ရှိရင်အများကြီးမစားခိုင်းဘူးဗိတ်နာမင်းနဲ့အများကြီးမစားနေဆိုပြီးတော့ဆုံးမဝါရထားရသေးတယ်ဒီတည်းတရားပပဝေးပေးလိုက်တာမချက်ကြော်အောင်ပေးရတယ်ဘာက